အကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်သင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းပါတယ်လေငြိမ်ဝှက်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏လက်ခုပ်တီးပြီးတော့ဘုရားရှင်ကြီးဆိုတော့ချီးမွမ်းရအောင်ဖယားသခင်ကငါကြံစီတဲ့အရာမှန်သမျှကသင်တို့အကျိုးအတွက်ပဲငါကြံတယ်တဲ့အကျိုးနည်းမဲ့အရာတစ်ခုမှငါအကြံစီမရှိဘူးတဲ့သားသမီးတွေပိုက်ဆံတောင်းတာမပေးတာကပါလေအလွဲသုံးစားလို့မှဆိုသူတို့မလိုအပ်တဲ့အရာတွေသုံးမိမှဆိုလို့မိဘတွေကမပေးတာမပေးချင်လို့မဟုတ်ဘူးနော်အဝတ်စားအတွက်အစားတောက်အတွက်ဆိုဘယ်မိဘကမှမနှမျောနော်မနာလိုစိတ်မရှိပါဘူးဒီကနေ့ကျွန်တော်ဖယားသခင်ကိုတောင်းတိုင်းတာမပေးတာကဖယားပူကောင်းမြတ်တယ်လို့မြင်စေခြင်းနဲ့မိတ်ဆွေခါလေချင်းကျွန်တော်ဆုတောင်းတယ်ငါတေလိုက်ခြင်းတယ်ဒါဆိုဖယားကအာမင်ဆိုဘယ်လိုလုပ်မလဲယာကုပ်16မှာသူတော်ကောင်းတို့ဆုတောင်း၍အရှိန်ကြီးသောပတ္ထနာတွေအလွန်တန်ဖိုးရှိပါ၏တဲ့ဘယ်သူတွေဆုတောင်းတာအလွန်တန်ဖိုးရှိတယ်လို့ပြောလဲတကိုးရှိတယ်လို့ပြောလဲသူတော်ကောင်းတွေဆိုတဲ့အရာမှာဒီနှုတ်ကပတ်တော်ကျွန်တော်စဉ်းစားတဲ့အခါမှာသူတော်ကောင်းဆိုတဲ့အရာတွေကဘာသာရေးကိုင်းဆိုင်တာကိုပြောချင်တာမဟုတ်ဘူးเนาะဟိုအရှမ်းအင်ဂျီဖြူဝက်ပြီးတော့အနီတွေဝက်ပြီးတော့ဆုတောင်းပြတဲ့လူတွေကိုပြောတာမဟုတ်ဘူးဖယားနဲ့မှန်ကန်စွာတွာလာတော်သူတဲ့ဟာလေလုယာဒါဆိုကျွန်တော်တို့ရဲ့ဆုတောင်းခြင်းအားကြီးဖို့ရအတွက်အခြေခံအုတ်မြစ်ကပါလဲဆိုတော့ဖယားနဲ့မှန်ကန်သောအသက်တာနဲ့ရှောက်လန်းတော်သူဖြစ်ဖို့ပဲဘယ်လောက်ပဲဆုတောင်းဖယားနဲ့မှန်ကန်တဲ့ရှောက်လန်းခြင်းအသက်တာမရှိဘူးဆိုရင်ဖယားသခင်နဲ့ပွင့်လင်းမှုမရှိဘူးဆိုရင်ဖယားသခင်အလိုတော်အောက်မှာမတွာလာဘူးဆိုရင်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းကမျက်နှာသာရသောဆုတောင်းခြင်းမဖြစ်နိုင်ဘူးကျွန်တော်ပြောချင်တာကဖယားနဲ့တွာလာမှုမှန်ကန်တဲ့လူတွေရဲ့အသက်တာမှာဖယားကသူ့အတွက်ဘာလိုအပ်တယ်လဲဆိုတော့တောင်းစရာတော့မလိုဘဲနဲ့ဖယားကတင်တို့ရဲ့လိုအပ်ချက်ကိုသိတယ်တဲ့နှုတ်ကပတ်တော်ကဟာလေလုယာဒါကြောင့်ဆုတောင်းခြင်းဆိုတာကလိုအပ်မှတောင်းဖို့မဟုတ်ဘူးဖယားနဲ့တွာလာတော့သူအသက်တာရဲ့တဘာဝဖြစ်သွားတယ်ဆုတောင်းခြင်းကကျွန်တော်ရဲ့တဘာဝလို့ပြောကြည့်ပါဦးအေးအခုကနေစပြီးတော့လုပ်ရအောင်အာမင်အရင်ကဟုတ်ချင်မှဟုတ်မှာပေါ့ဒီနေ့ကနေစပြီးတော့ဆုတောင်းခြင်းဒီယုံကြည်သူတိုင်းရဲ့တဘာဝဖြစ်ဖို့ဘုရားကလိုတော်ရှိတယ်ဘေးကလူပြောဒီနေ့ကနေစရမယ်ပြောတယ်နော်လို့ဟာလေလုယာဟာလေလုယာအာမင်ခါလေးချင်းကျွန်တော်တို့ဆုတောင်းတဲ့အခါမှာအရန်ကြီးလွန်းတဲ့အခါမှာအဲ့ဒီကြီးလွန်းတဲ့ဆုတောင်းချက်ကိုကိုတောင်တိတ်မသေးချာလို့ဆုမတောင်းချင်တော့တဲ့အဖွဲ့တွေလည်းရှိတယ်ဆုတောင်းတဲ့အခါမှာယုံကြည်ခြင်းကိုလေယူပါယုံကိုအကြီးထားရမယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ဆရာကြီးတွေကတွင်တင်ပေးတာမှန်တယ်လောကမှာလေရေတူစီမံကိန်းရှိတယ်လို့ရေရှည်စီမံကိန်းဆိုတာရှိတယ်ဆုတောင်းတဲ့အခါမှာလေရေရှည်အတွက်ကြီးမားသောယူပါယုံကိုကျွန်တော်တို့ကဖယားအချိန်တန်တဲ့အခါမှာဖယားကကျွန်တော်တို့ကိုလမ်းပြမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းဖို့အရာအတွက်တတိပရိသေလိုလွယ်ထားရမယ်ယူပါယုံတွေရှိတယ်လို့နေ့စားညစားတော့ချက်ချင်းပဲကျွန်တော်တို့အတုံးချလို့ရမယ်ဆုတောင်းခြင်းမျိုးကိုလည်းရွေးချယ်ပြီးတော့ဆုတောင်းတတ်ဖို့အင်မတန်မှအရေးကြီးတယ်ခါလေးကျန်ကျွန်တော်တို့ပြဿနာကဆုတောင်းခြင်းခွန်အားဆိုတာကကျွန်တော်တို့ကကိုတတ်နိုင်တဲ့ခွန်အားကိုစ조사နိုင်တဲ့ခွန်အားပေါ်မှာဆုတောင်းနိုင်ခြင်းကိုထားတဲ့အတွက်ကြောင့်ဆုမတောင်းနိုင်ကြဘူးတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုကိုညီမဆဖို့ရန်အတွက်ဆီလို့ခြင်းခံရတဲ့ဘုရားသခင်ရဲ့စေတမန်ဖြစ်တယ်ဒီကနေ့ဆုမတောင်းနိုင်ဘူးလားတန်ရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်ကြည့်ပါခွန်အားပေးမဲ့သူ ready ရှိထားတယ် hallelujah praise the lord amenဒါကြောင့်ဒီကနေ့ကျွန်တော်ပြောပြမယ်ဆုတောင်းတဲ့အခါမှာနော်ထက်မြက်စွာနဲ့ထူးခြားစွာနဲ့နော်ကျွန်တော်တို့အနေနဲ့ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲထိရောက်စွာနဲ့ဆုတောင်းတတ်သောအသက်တာရှိဖို့ရန်အတွက်ကျွန်တော်ဒီကနေ့ဝေငှခြင်းနဲ့နှုတ်ကပတ်တော်ထဲကနေပထမချက်ကပါလဲဆိုတော့ယေရှုခရစ်တော်ကရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14အငယ်14မှာကျွန်တော်တို့မှလိုက်ဆိုပါသင်တို့သည်ငါ၏နာမကိုအမည်ပြု၍တဆုံတစ်ခုသောဆုကိုတောင်းလင်တောင်းဒီအတိုင်းငါပြုမည်ဆုတောင်းတဲ့အခါမှာယေရှုခရစ်တော်ရဲ့နာမတပါးတည်၌တာလင်ဆုတောင်းဖို့ယေရှုကပြောထားတယ်အဲ့ဒီယေရှုကဘယ်ယေရှုလဲဆိုတော့နာဇရက်မြို့သားယေရှုခရစ်တော်ဖြစ်တယ်ယေရှုအများကြီးရှိလာပြီနော်ကျွန်တော်ဟိုတစ်ခေါက်တော့ဝင်ငါဘူးတယ်အများကြီး Brisbane မှာလည်းယေရှုတပါးရှိတယ် Aussie ယေရှုဒါပေမဲ့သူကမိန်းမနဲ့နော်ထားလိုက်ပါတော့
စာတန်မာနကယေရှုအစ်စ်ကိုမမြင်ဖို့ရအတွက်ယေရှုအတုတွေမြောက်များစွာလူတွေကြားထဲမှာကျွန်တော်ယုံကြည်သူတွေမျက်စိနော်မားအောင်မီးမေအောင်ယေရှုကိုသူကခလာတုတ်ထားတယ်။ဒါကြောင့်စစ်မှန်တဲ့ယေရှုခရစ်တော်နာမတော်ကနာဇရက်မြို့သားယေရှုခရစ်တော်ဟာလေလုယာအာမင်ဘရစ်ဘန်မြို့သားယေရှုခရစ်တော်မဟုတ်ဘူးနော်နာဇရက်မြို့သားယေရှုခရစ်တော်ဟာလေလုယာအာမင်ဒုတိယတော့ချက်ကပါလဲဆိုတော့မာသဲခန်းကြီး27အငယ်20ကိုကျွန်တော်ကြည့်တဲ့အခါမှာယုံကြည်ခြင်းပါလေပဋ္ဌနာပြု၍တဲ့ဆုတောင်းသမျှတို့ကိုပဋ္ဌနာပြု၍ဆုတောင်းသမျှတို့ကိုသင်တို့သည်ရကြလိမ့်မည်ခုနကျွန်တော်ပြောထားပြီးသားဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းပမာဏကအသေးအကြီးပေါ်မှာဘုရားကပေးမှာမဟုတ်ဘူးယုံကြည်ခြင်းပါရင်ပေးမယ်လို့ပဲပြောတယ်အာမင်ယုံကြည်ခြင်းမပါဘဲနဲ့ဆုတောင်းရင်တကိုးကြီးမလားမကြီးဘူးကိုမရမယ်မှန်းတိပြီးတော့တောင်းတာကနော်တကိုးမပါဘူးတချို့ကပြောလဲရရင်လဲအမျက်ပေါ့မရရင်လဲအရင်ပေါ့မရှုံးဘူးပေါ့အဲ့လိုမျိုးဆုတောင်းတဲ့ပွဲတွေလည်းရှိတယ်ရမယ်လို့ယုံကြည်ခြင်းနဲ့တောင်းပါဘုရားကတကယ်ကိုပေးမယ်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်အာမင်ကျွန်တော်တို့ရဖို့ရအတွက်ဆုတောင်းတဲ့အခါမှာနှုတ်ကပတ်တော်ပြောတယ်ယာကုပ် 1:6 မှာအခန်းကြီး 1 အငယ် 6 မှာတွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နဲ့တောင်းရမယ်တဲ့လုံးဝတောင်းမရှိရဘူးတန်တရားမရှိရဘူးအဲ့ဒီဆုတောင်းချက်ကမိမိတောင်းတဲ့ဆုတောင်းခြင်းအဖြေကငါတတ်နိုင်လို့ငါလုံနိုင်လို့ငါရမှာမဟုတ်ဘူးဖယားအလိုတော်ရှင်ငါရမယ်ဆိုတဲ့မရွှေ့မလျားသောတွေးတောခြင်းတန်တရားမရှိသောဆုတောင်းခြင်းနဲ့တောင်းသောအခါမှာနော်တွေးတောခြင်းရှိသောသူဒီကားတဲ့လေခတ်၍လှုပ်ရှားတတ်သောလှိုင်းတဘိုးနဲ့တူ၏တဲ့ပြောင်းလဲနေတာရိမ့်နေတာအဲ့ဒီလူရဲ့ဆုတောင်းခြင်းကမဲရမဟုတ်တဲ့အတွက်ကြောင့်နော်စုပ်ဖို့ကင်ဖို့မရှိတဲ့အတွက်ကြောင့်ဆုတောင်းခြင်းရမှန်းမသိမရမှန်းမသိခါလေချက်ဘုရားကအရန်ကောင်းမြတ်တယ်ကျွန်တော်တို့မတောင်းနိုင်ပေမဲ့လေဘုရားကလိုအပ်တဲ့အတွက်ကြောင့်ပေးတဲ့ကောင်းကြီးတွေရှံလက်ရှိတယ်နော်မိတ်ဆွေအာမင်ဘုရားရှင်ကောင်းမြတ်ပါသလားကောင်းမြတ်တယ်ကျွန်တော်တို့သင်တော်မှာအမြဲတမ်းဝန်ခံတဲ့အရာကတကယ်အကျိုးတက်ရောက်တယ်ဆိုတော့ကျွန်တော်တို့သိခံချက်တွေအများကြီးတွေ့ရတယ်ဒီကနေ့ကျွန်တော်တို့ဆုတောင်းနိုင်လို့သာဆုတောင်းတော်လို့သာဘုရားသခင်ကောင်းချီးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအခြေအနေမှာဘုရားကကျွန်တော်တို့ကိုကောင်းစားစေမယ်လို့ကျွန်တော်မယုံဘူးနော်မထင်ဘူးနော်ကျွန်တော်တို့ဆုတောင်းအားကြီးလို့မဟုတ်ဘူးဆိုတာတော့သိကြတယ်ဘုရားအင်မတန်ကောင်းမြတ်လို့သာ hallelujah praise the lord တော့တော်လဲဒီကနေ့မိတ်ဆွေတောင်းတဲ့ဆုတိုင်းဒီနော်မတောင်းနိုင်ရင်လဲတောင်းတဲ့ဆုကရကိုရရမယ်ဖခင်လိုတော့ရှိရကိုရရမယ်ဆိုတဲ့တန်တရားကင်းသောစိတ်နဲ့တောင်းကြည့်ပါမိတ်ဆွေရဲ့အသက်တာပြောင်းလဲခြင်းမိတ်ဆွေခံစားလာရမှာဖြစ်တယ်။ဘာဖြစ်လို့လဲမိတ်ဆွေတောင်းတဲ့ဆုမရရင်တောင်မှရမယ်လို့ယုံကြည်ခြင်းကနော်ယုံကြည်ခြင်းကိုတိုးပွားစေတယ်။အဲ့ဒီယုံကြည်ခြင်းကိုတိုးပွားစေတယ်။ရတာမရတာခဏထားမိတ်ဆွေရမယ်လို့ယုံကြည်ခြင်းကပို့ပြီးတော့ဆုတောင်းလေပို့ပြီးတော့ယုံကြည်လာလေမိတ်ဆွေရဲ့ဖရားပေါ်မှာထားတဲ့ယုံကြည်ခြင်းကပို့ပြီးတော့တိုးပွားလာလေအဲ့ဒါကိုကကောင်းကြီးမင်္ဂလာဖြစ်နေပြီဟာလေလုယာကျွန်တော်ဆုတောင်းတဲ့အခါမှာတတိထားရမယ့်အရာကဖရားအလိုတော်ရှိမရှိနားလည်ပြီးတော့ဆုတောင်းရမယ်နော်ရှင်ယောဩရစာပရမဆောက်ခန်းကြီး9:14မှာငါတို့ဒီဖရားသခင်ထံတော်၌ရဲရင်ခြင်းအကြောင်းဟူမူကားငါတို့သည်အလိုတော်နဲ့အညီပြောကြည့်ပါအလိုတော်နဲ့အညီတဆုံတခုသောဆုကိုတောင်းလင်ဖယားသခင်ဒီပါလို့ပြောလဲနားထောင်တော်မူ၏လက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဖယားသခင်ရဲ့အလိုတော်ကိုဝန်ခံသောဆုတောင်းချက်ကသူဆုတောင်းတဲ့အရာမရရင်လည်းကျေးဇူးတော်ချီးမွမ်းတတ်သောအသက်တာဖြစ်တယ်ယေရှုခရစ်တော်ကဖယားရဲ့သားဖြစ်လင်ကစားဂက်သစမာနီဥယျာဉ်မှာသူကားတိုင်းမနေ့ပြန်တက်ရတော့မယ်အချိန်မှာသူဆုတောင်းတဲ့အခါမှာဘယ်လောက်ထိပင်ပန်းပြီးတော့စိတ်ပိုင်းဆိုင်ရာမှာဘယ်လောက်ထိစိတ်ဖိစီးမှုရတယ်လဲဆိုရင်ကျမ်းတဲ့ပုဂ္ဂိုလ်တွေကပြောတဲ့အခါမှာသူ့ရဲ့ချွေးတွေကသွေးကဲ့သို့စီးတယ်အဲ့လောက်ထိပြင်းပြသောနော်ဖိစီးမှုအောက်မှာသူဆုတောင်းတယ်အဖဒီခွက်နဲ့လွဲလို့ရရင်ဘာလို့ပါပြောလဲလွဲပါရစေအာမင်မဟုတ်ဘူးနော်တုတ်တော်လဲတဲ့ဗါတယ်လေကိုရောရဲ့အလိုတော်အတိုင်းပဲဖြစ်ပါစေအဲ့လိုဆုတောင်းလိုက်တဲ့အခါမှာ
အတန်တော်တစ်ခုကောင်းကင်ကနေကြားပြီးတော့အေးငါသားမင်းမတည်ရဘူးလို့မပြောဘူးနော်ဘာအတန်မှမလာဘူးတဲ့ဘာအတန်မှမလာဘူးဒါဆိုအဲ့ဒါဘာမှမလာတာကဘာလဲအဖြေပဲလေယေရှုတော်တောင်းတရလားမရဘူးလေဒါမဲ့ तू ဆုတောင်းတာမှန်တယ်ဘာဖြစ်လို့လဲခမည်းတော်ရဲ့အလိုတော်တိုင်းကျွန်တော်ဝန်ခံပါမယ်လူအားဖြင့်တော့ကျွန်တော်ကိုရောမတွားရဲဘူးကျွန်တော်ခံရမယ့်အရာတွေကျွန်တော်မြင်ထားတယ်ကျွန်တော်အသက်ခံရမှလည်းကျွန်တော်သိတယ်လူအားဖြင့်တော့ကျွန်တော်မလျှောက်ချင်ဘူးဒီကားတိုင်လမ်းကိုငါမလျှောက်ချင်ဘူးရွေးခွင့်ရမယ်ဆိုရင်တော့ကျွန်တော်မတွားချင်ဘူးဒါပေမဲ့ကိုရောအလိုတော်ရှိတယ်ဆိုရင်ကျွန်တော်အလိုတော်ထက်ကိုရောအလိုတော်အပေါ်မှာကျွန်တော်ဝန်ခံပါမယ်ဟာလေလုယာခါလေကျန်ကျွန်တော်မှာဒါလေးရှိတာပါကျွန်တော်မှာပေးစရာဆိုလို့ဒါလေးရှိတာပါတခါလေကျဖခင်ကအာဗြဟံရဲ့လက်ထဲမှာရှိတဲ့တဦးတီးသောအသက်တရားမှရတဲ့အိုက်ဇက်ကိုတောင်းတယ်လို့တခါလေကျကျွန်တော်ယုံကြည်ခြင်းနဲ့တောင်းတယ်ဘုရားကအဲ့လိုမျိုးတောင်းတဲ့အခါမှာတချို့လူတွေကဘယ်လိုဖခင်လည်းမသိဘူးသူပဲပေးပြီးတော့ပြန်တောင်းတယ်နော်ဘာဖြစ်လို့စကားပေးတာလည်းမသိဘူးတချို့စိတ်ဆိုးတတ်တယ်ဖခင်ကတာ၍ကြီးမားသောကောင်းကြီးပေးဖို့ရန်အတွက်မိတ်ဆွေယုံကြည်ခြင်းကိုစမ်းစစ်နေတာလည်းဖြစ်နိုင်တယ်ဖခင်တကယ်ကိုငါချစ်တယ်ဆိုတာတက်တည်ထူနိုင်ဖို့ရန်အတွက်မိတ်ဆွေအမုန်းဆုံးသောသူကိုလည်းဖခင်เจ้าမှာပို့နိုင်တယ်နော် Hallelujah praise the Lord အဲ့လိုပြောနိုင်မလားနော်ကျွန်တော်ပြောပြမယ်နော်အသင်းတော်မှာကိုနဲ့တဲ့တဲ့လူပဲရှိဖို့စုမတောင်းပါနဲ့နော်ဖခင်ကပြောင်းပြန်ခင်ဗျားမုန်းတဲ့လူတွေတော်တော်များများပြန်ပို့လာပဲဖခင်ကပို့ပဲဘာဖြစ်လို့လဲငါဖခင်ချစ်တယ်ဆိုတာတက်တက်ထူဖို့ရအတွက်ဒီလူတွေကိုချစ်နိုင်သလားအဲ့ဒါဖခင်ရဲ့ဖြေပဲကိုရောဒီလမ်းတော့ငါမလျှောက်ချင်ဘူးကျွန်တော်မသွားချင်ဘူးနော်ဒါပေမဲ့ကိုရောလျှောက်စေချင်တော့ကျွန်တော်လျှောက်ပါမယ်ဆိုတော့ယေရှုရဲ့ဆုတောင်းခြင်းမျိုးနဲ့ဆုတောင်းတတ်သောယုံကြည်သူတွေဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေကျွန်တော်လူအားဖြင့်တော့နော်မလွယ်ဘူးကိုရောနော်ဖြစ်နိုင်ရင်လေလေဘင်းညစ်လိုက်ချင်တာကိုရောဒါပေမဲ့ကိုရောအလိုတော်ရှိတယ်ဆိုရင်တော့သွားတောင်းပန်ပါမယ် Praise the Lord အာမင်လေးမလားတော့ခင်ဗျားတော်တော်များများတောင်းပန်ဖို့ရှိတယ်ထင်တယ်နော်ကျွန်တော်တောင်းပန်ခိုင်းတာမဟုတ်ပါဘူးနော်ဖယားသခင်တောင်းပန်ခိုင်းရင်ဘယ်သူအလိုလိုက်မလဲဘယ်ရမလဲငါမလုံနိုင်ဘူးကိုတော့အဲ့ဒါခင်ဗျားနဲ့ပြန်လေကိစ္စငါခေါ်မလုံနိုင်ဘူးအဲ့လိုပဲပြောမလားမလို့ယေရှုလို့ကိုတော့အလိုတော်ရှိရင်သွားတောင်းပန်ပါမယ်ဒီလမ်းတော့မလွယ်ဘူးကိုတော့တီးတယ်တိတ်ခါကြမယ်အနေခံရမယ်တီးတယ်ဒါမဲ့ကိုတော့အလိုတော်ရှိပါလေကျွန်တော်ရှောက်ပါမယ်အဲ့ဒီဆုတောင်းခြင်းနဲ့ဆုတောင်းနိုင်ဖို့ကြိုးစားရအောင်အဲ့ဒီဆုတောင်းခြင်းနဲ့အသက်တာရှောက်လန်းဖို့ဘုရားရှင်ကောင်းချီးပေးပါစေလက်ခုပ်တီးပါဘုရားရှင်ချင်းဆိုချီးမွမ်းရအောင် praise the Lord hallelujah တခါလေကျကျွန်တော်ဆုတောင်းတယ်ဆိုတာကိုလိုချင်တဲ့ဆန္ဒတိုင်းဖခင်ကပေးဖို့ပဲဆုတောင်းတာလေတကယ်တမ်းကျတော့ဆုတောင်းခြင်းဆိုတာကဖခင်အလိုတော်တိုင်းဖြစ်ဖို့ပဲတောင်းဖို့ဖြစ်တယ်နော်တွားပြီးတော့ခွင့်လွတ်လိုက်တွားပြီးတော့သူ့ကိုညီလိုက်တွားပြီးတော့သူ့ထမင်းကျွေးလိုက်တွားပြီးတော့သူ့ကိုမဆားလိုက်ဒါကျွန်တော်ရန်သူအဲ့ဒါကျွန်တော်နဲ့မတည့်ဘူးမလို့ချင်ဘူးကိုမဟုတ်ဘူးနှုတ်ကပတော်ပြောတယ်သင်တို့သည်မြင်ရသောညီကိုမောင်နှမချင်းချင်းမချစ်နိုင်လေမမြင်ရသောဘုရားသခင်ကိုချစ်သည်ဆိုသောစကားသည်မူတာစကားဖြစ်ဒါပဲမြင်နိုင်သောဘုရားသားသမီးအချင်းချင်းတောင်မချစ်နိုင်ရင်မမြင်နိုင်သောဘုရားကိုငါချစ်တယ်ဆိုတာကပါတယ်လေမူတာစကားဖြစ်တယ်ခါလေကျဘုရားသခင်ကကျွန်တော်ဆုတောင်းတဲ့အခါမှာလေကိုလူချင်တဲ့အတိုင်းပေးဖို့ဘုရားကဂတိမပေးဘူးနော်သူအလိုတော်ရှိတဲ့အတိုင်းဝန်ခံမယ်ဆိုရင်တော့သူအပြည့်ပေးမယ်တဲ့ဟာလေလုယာလက်ခုပ်တီးပြီးဘုရားရှင်ကြီးစွာချီးမွမ်းရအောင်ဟာလေလုယာနောက်တစ်ချက်ကပါလဲဆိုတော့ယောဟန်ခန်းကြီး15ငယ်9မှာတင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်လျင်တင်တို့သည်တောင်းချင်သမျှသောတောင်းရရကြလိမ့်မည်ဘာဖြစ်လို့၌တုံး၌လို့ပြောတယ်လဲဆိုရင်ခမည်းတော်ဒီငါ၌တည်၍ငါသည်လဲတင်တို့၌တည်၍တင်တို့ဒီငါ၌တည်လျင်ဆိုတော့သုံးပွင့်ဆိုင်မဟုတ်ဘူးလားဟုတ်တယ်ယေရှုကပြောတယ်ငါခမည်းတော်၌တည်တယ်လို့ပဲတဲ့ငါလည်းနင်တို့၌တည်ပြီးတော့နင်တို့လည်းငါ၌တည်ရင်တဲ့ဒါဆိုဘာလို့လဲပြောလဲတောင်းချင်သမျှတောင်းပါတဲ့ငါဘုံတော်အတွက်ငါပေးမယ်လက်ခုပ်တီးပြီးတော့ဘုရားရှင်ရဲ့ကြီးစွာချီးမွမ်းရအောင်
Praise the Lord တူတော်ကောင်းဆုတောင်း၍ပတ္ထနာပြုသောအရာကအင်မတန်မှတကိုးရှိတယ်ဆိုတဲ့နေရာမှာဖယားနဲ့မှန်ကန်စွာရှောက်လန်းသောသူရဲ့ဆုတောင်းခြင်းကသာလျှင်တကိုးပါပြီးတော့လူရာစန္ဒပြည့်သောဆုတောင်းခြင်းဖြစ်တယ်လို့ပြောခြင်းနဲ့အရာဖြစ်တယ်ဒီကနေ့တကိုးပါသောဆုတောင်းခြင်းနော်အလိုပြည့်သောဆုတောင်းခြင်းနော်ထိရောက်သောဆုတောင်းခြင်းနော်ထိရှသောဆုတောင်းခြင်းရှိဖို့ရန်အတွက်ဝေငှတဲ့ခုနအချက်လေးတွေကိုနှလုံးသွင်းပြီးတော့အသက်တာမှာငါဆုတောင်းတာမရတာလဲဖခင်အဖြေပေးတာပဲငါဆုတောင်းလို့ရရင်လည်းဖခင်အဖြေပေးတာပဲဘာဖြစ်လို့ဖခင်သခင်မပေးသေးတာလဲအော်အဲ့ဒါလည်းအဖြေပဲဆိုပြီးတော့ဖခင်အလိုတော်ဝန်ခံပြီးတော့ဂျေဇုတော်ချီးမွမ်းတတ်သောအသက်တာနဲ့ဆက်လက်ရှောက်လန်းတဲ့အခါမှာဖခင်လှုပ်စေခြင်းတဲ့အရာကိုငါဆန္ဒငါအလိုအဲ့ဒီအရာတွေထက်ကိုရောအလိုတော်ဝန်ခံပြီးတော့နှိမ်ချတဲ့သောအရာမှာနှိမ်ချပေးဆက်တဲ့သောအရာမှာပေးဆက်အဲ့ဒီအရာအပြင်ဆုတောင်းတော့တက်တာနဲ့ရှောက်လန်းတဲ့အခါမှာဖခင်သခင်ဒီငါ၌တည်တယ်ဆိုတာပေါ်သွားတယ်ယေရှုခရစ်ဒီငါ၌တည်တယ်ဆိုတာပေါ်သွားပြီငါလည်းယေရှု၌တည်တယ်ဆိုတာပေါ်သွားပြီဘာဖြစ်လို့လဲသူအလိုတော်ဝန်ခံတယ်ဆိုတာသူ၌စီးကပ်ခြင်းပဲဖြစ်တယ်သူ၌စီးကပ်ခြင်းပင်စီဖြစ်တဲ့နော်အဲ့ဒီစပစ်ပင်စီဖြစ်တဲ့အပင်ယေရှုခရစ်၌ဆက်ပြီးတော့နော်မရှင်သာနဲ့အခက်ရှိသမျှအတိမသိဘူးတဲ့ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး15ကိုကြည့်တဲ့အခါမှာစပစ်နွယ်ပင်နဲ့ယေရှုခရစ်ကနိုင်ရှင်တယ်သူကိုယ်သူငါသည်စပစ်နွယ်ပင်ဖြစ်တဲ့တင်တို့သည်ငါ၌တည်သောအနွယ်အခက်နွယ်တွေဖြစ်တယ်အခက်တွေဖြစ်တယ်တင်တို့သည်ငါ၌မတည်လျင်ဘာလဲလဲတင်တို့အလူအလျောက်အသီးမသီးနိုင်ကြတင်တို့ဒီငါ၌တီးလျင်မြောက်များစွာသောအသီးတီးမှန်ရဲ့ဟာလေလုယာလက်ခုပ်တီးပြီးဘုရားရှင်ချီးဆိုချီးမွမ်းရအောင်ဒါကြောင့်ယေရှုခရစ်၌တည်သောအသက်တာရှောက်လန်းမှန်ကန်သောအသက်တာနဲ့ရှောက်လန်းသောအသက်တာဆိုတာကဘာလဲမေတ္တာတည်ဟူသောအကပေချစ်ချင်းမေတ္တာကိုအသီးသီးဖို့ရန်အတွက်ဖခင်၌တည်သောသူလို့ခေါ်တာဒါဆိုကျွန်တော်တို့အသီးသီးတာကဘာသီးတွေသီးနေကြလဲကောက်တီးတွေမဖြစ်ဖို့ရေးကြည့်တယ်နော်ရှောက်သီးတွေနော်ငရုတ်သီးတွေမဖြစ်ဖို့ရေးကြည့်တယ်နော်တံပရာသီးတွေချစ်ချင်းမေတ္တာတည်ဟူသောအကပေမေတ္တာမြောက်များစွာတည်သောသူတွေဖြစ်ပါစေ Praise the Lord လက်ခုပ်တီးပြီးတော့ဘုရားရှင်ကိုအားရပါရလက်ခုပ်တီးအောင် Praise the Lord ယေရှုတင်နေခဏလောက်မတ်တရကြပါစို့ယေရှုများတင်ပါတယ်ဒီကနေ့ချမ်းသာရတဲ့နှုတ်ကပတ်တော်အပြင်ဘုရားရှင်ရောက်စေတိုင်းကောင်းချီးပေးပါစေ